9စက္ကန့်တည်းနဲ့ကာမကိစ္စပြီးမြောက်သွားတဲ့ကမ္ဘာအမြင့်ဆုံးအကောင်တကောင်ကြောင့်တင်ကြားဘူးလားဟုတ်ပါတယ်အခုမြင်နေရတဲ့ငှက်ကူလာအုပ်ထီးဟာမေးလိုက်ရတယောက်နေလို့အဖော်ရှာဖို့အရန်ကိုစိတ်အားထက်သန်နေတာပါအရှိမငှက်ကူလာအုပ်မပြိုလေးနှစ်ကောင်ကိုတွေးလိုက်ရုံရှိသေးတယ်သူကတော့ချက်ချင်းပဲအပြေးလွှားသွားရောက်ပြီးလူပြိုလဲပါတော့တယ်နောက်ဆုံးမှာတော့အမတကောင်ကသူ့ရဲ့အစွမ်းစားတွေကိုသဘောကျပြီးလက်ခံလိုက်ပါပြီဒီလိုတမာတဲ့ငှက်ကူလာအုပ်ထီးဟာမိသားစုကိုကာဝယ်ဖို့အတွက်အကောင်းဆုံးအိမ်ထောင်ဖက်ပါပဲအတိုက်ကိုလည်းဘေးကင်းအောင်စောင့်ရှောက်ပေးနိုင်ပါတယ်အမလေးကတော့သူတို့မေးလိုက်ဖို့နဲ့ဥဥဖို့အတွက်အတိုက်ကိုတေချာလေးတန်ရှင်းရေးလုပ်ပြီးပြင်ဆင်နေပါပြီတစ်ပတ်ကြာမှာတော့အမလေးကဥတွေဥလိုက်ပါပြီအခုကစားပြီးသူတို့ဇနီးမောင်နှံဟာအတိုက်ကိုအတူတူစောင့်ရှောက်ပြီးသားသမီးတွေကိုပြုစုပြောထောင်ရတော့မှာပါဒီနေရာတစ်ဝိုက်မှာအနေအများပြီးဆုဆက်စီစစ်ချင်တဲ့တော်တိုင်းတိရစ္ဆာန်တွေအများကြီးလဲလေတော့အားလာနေကြတာမို့တကောင်မှအတိုက်နားကလို့မရပါဘူးအထူးသဖြင့်မြင်းကြားတွေနဲ့တောကျွဲတွေကခဏခဏရောက်လာတဲ့လို့သူတို့လင်များမှာခါထုတ်လိုက်မောင်းထုတ်လိုက်နဲ့မနာတဲ့အလုပ်ရှုံနေရပါတယ်ဒီလိုနဲ့အတိုက်ဆောင်ရတဲ့အလုပ်ကဘယ်တော့မှမပြီးနိုင်ပါဘူးဒီနေ့မှာတော့တောကျွဲအုပ်ကြီးကိုမောင်းထုတ်ဖို့အမကအတိုက်ကနေထွက်သွားတဲ့အချိန်အထီးတစ်ကောင်နဲ့ပဲအတိုက်ကိုစောင့်ကြံခဲ့ပါတယ်ဒါပေမဲ့ခက်တာကအထီးကတတိမမူမီပဲငင်းငိုင်ပြီးစိတ်လွန်သွားတဲ့အချိန်မှာပဲအခွင့်ကောင်းကိုစောင့်နေတဲ့မြေခွေးမြောက်တစ်ကောင်ကဖိုးကြောင်ဖိုးဝက်ရောက်လာပြီးဥလုံးကိုခိုးယူသွားပါတော့တယ်ကံကောင်းကျင်တော့ဘိုင်းဆိုကနွတ်ထတူကအထီးကအချိန်မီမြင်သွားပြီးအဲ့ဒီသူခိုးနောက်ကိုအတင်းလိုက်ပါတော့တယ်တမလာတဲ့ငှက်ကူလာအုပ်ထီးကြီးကိုမြေခွေးမြောက်ကဘလို့မှမရှိနိုင်တဲ့အတွက်ဥကိုပစ်ချပြီးအသက်လုပြေးရပါတော့တယ်အတိုက်ကိုပြန်ရောက်တဲ့အခါမှာတော့ငှက်ကူလာအုပ်ထီးကဥတွေအကောင်းတိုင်းရှိမရှိတေချာပြန်ရေတွက်ပြီးတာနဲ့ဓာတ်သမီးလေးတွေဖေးကင်းကင်းနဲ့လောကကြီးထဲရောက်လာဖို့အတွက်နေရောကြပါမနာတဲ့ဥဝချင်းလုတ်ကိုစတင်လိုက်ပါတော့တယ်